Okay ဆရာတို့အခု paper က2025 February March paper 1ဆရာတို့ non calculator portion เนาะဒီနှစ်ကစပြီးတော့ပြောင်းသွားတယ် paper နှစ်ခုကို non calculator နဲ့ calculator ဆိုပြီးတော့ခွဲလိုက်တယ်ကျန်တဲ့ဟာတွေကတော့ pretty much the same ပါပဲ instructions information အတူတူပဲအမှတ်80 main formula တဲမှာဆရာတို့အခန်းသစ် equation circle အတွက်တိုးလာမယ်ပြီးရင် geometry တဲက area volume နဲ့ဆရာတို့တိုးပေးထားမယ်ကျန်တဲ့ဟာတွေကတော့အတူတူပဲ okay so စလိုက်အောင် number 1 on the axis sketch the graph of y equal 4 modulus x minus 1 and y equal modulus of 3x plus 2 stating the intercept with the axis sketch ဆိုရင်ဆရာတို့ကရိုးရိုးပုံလေးဆွဲပေးရင်ရတယ်အတိအကျလုပ်စရာမလိုဘူးဘာလို့လဲဆိုရင်ဒီမှာ modular function တစ်ခု stating the intercept with the axis axis ဆိုတာ axis y axis နှစ်ခုကိုပြောတယ် intercept ကဖြတ်မှတ်တွေထည့်ပေးရမယ်ဒါမှအမှတ်အပြည့်စုံသုံးမှတ်ရမှာပေါ့နော်ဟုတ်ပြီအဲ့တော့ဒီမှာ 4 into x minus modulus x minus 1အဲ့တော့ဒါက modulus ကိုမှ ဘာ function လဲဆိုရင် linear function အဲ့ဆရာတို့က shape ဒီ like this ဆရာတို့ v shape ပေါ့အဲ့လိုမျိုးလေး vertex လေးပါပြီးတော့ဒီပုံကိုဆွဲမယ်ဆိုရင်ဆရာတို့အလွယ်အနေနဲ့ရှင်မလို့ vertex ရှာလိုက်မယ်နော် vertex and then a ဖြတ်မှတ် y ဖြတ်မှတ်ရှာပြီးဆွဲလိုက်မယ်အဲ့ vertex ကတော့ modulus ကို0နဲ့ညီ okay modulus ထည့်အောင် remember ညီဒါဆိုရင် x tempo က1 y က0ပေါ့1,0 ဒီဆရာတို့ရဲ့ vertex okay နောက်ပြီးရင် x0 ထား y ရှာ x0 ထားတော့ y က4 y0 ထား x ရှာ y0 ထားတော့ဆရာတို့ဆိုတော့ x tempo ဒီ1 okay နောက်တစ်ခု intercept ပြီးရင်ဆရာတို့ဒီ vertex ရဲ့ဘယ်နဲ့ညာနဲ့ vertex ဘယ်နဲ့ညာနဲ့ဒုတိယအနေနဲ့ရှာရင်လည်းရတယ် vertex က1အဲ့တော့1ရဲ့ဘယ်ဘက်ဆိုတော့0ရပြီညာဘက်ဆိုတော့ x tempo 1မှာ1ဘယ်လောက်လဲ sorry 1ရဲ့ညာဘက်ဆိုတော့2 x tempo 2မှာဆိုရင်လည်း y က4ဒါဆိုဆရာတို့ဆွဲလို့ရတယ်ဒီပေါ်မှာအမှတ်လေးပေးလိုက်နဲ့4 6 8နဲ့4 6 8ဆရာပုံကတော့ဒီတိုင်းပဲလက်နဲ့ဆွဲမှာဆိုနည်းနည်းတော့လုပ်မယ်နော် okay ဒါဆိုရင်ဆရာတို့ဒီဘယ်နားမှာရှိမလဲဆိုရင် x tempo 1မှာ vertex ရှိမယ်0ထည့်လိုက်တော့4 2ထည့်လိုက်တော့လဲ4 61ထည့်လိုက်အဲ့ဒီ x minus 1ထိုနည်းတူတူပဲ 3a plus 2လဲလို့တွက်လိုက်ရ 3a plus 2ကို0နဲ့ညီတော့ x က minus 2 by 3ညာဘက်ဖြစ်တဲ့0ထည့်မယ်ဘယ်ဘက်ဖြစ်တဲ့နှုတ်တစ်ထည့်မယ်0ထည့်တော့ y က2နှုတ်တစ်ထည့်တော့ y က1 a0 ထားတော့ y က2ရမယ် y0 ထားတော့ x က minus 2 by 3ထားလဲရမယ်အဲ့တော့ဒါ1ဆိုတော့ဒီနောက်လောက်မှာပေါ့နဲ့ရတယ်ဆိုတော့ပြီး0ထားတော့ဘယ်လောက်ရလဲဆိုတော့2နော်0ထားတော့2 minus 1ထားတော့1 minus 2ဆိုရင်ကြတော့
minus 2 နဲ့စားလိုက် minus 2ဆိုရင် minus 6 plus 2 ဆို4တော့ဒီနာမှာပေါ့ဒီလောက်နော်သူအပေါ်ဆက်သွားရင်တော့ဒါဒီနားလေးမှာတနေရာမှာစုံမှာပေါ့နော်ဆရာတို့ဒါအပေါ်ထိဆက်မဆွဲလိုက်တော့ okay တော့ဒီနားမှာ negative 2 by 3အဲ့တော့ဖြတ်မှတ်2ခု3ခု4ခုဖြတ်မှတ်ပါရမယ် equation ပါမယ်ဆိုဒါ3မှတ်ရမှာ okay တော့နံပါတ် B တဲ့ solve the inequality တော့ဒီနှစ်ခုနော်အဲ့တော့ဒါကိုပုံကြည့်ပြီးဆွဲမယ်ဆိုရင်တော့ပုံကြည့်ပြီးစဉ်းစားမယ်ဆိုရင်ဒါက not exact solution ပေါ့တော့တွက်တာနဲ့ပဲစဉ်းစားလိုက်တော့အဲ့တော့ဆရာတို့က modulus နှစ်ဖက်ပါရင်ဆရာတို့ method ဒီနှစ်ခုစလုံးကို square တင်မယ်အဲ့တော့4ကို square တင်လိုက်တော့16ပြီးရင် a minus 1 the whole square inequality ကတော့ inequality ပဲ 3 plus 2 the whole square ဟုတ်ပြီ modulus ဘာလို့ပြောက်သွားလဲဆိုဆရာတို့က modulus ရဲ့သဘောတရားဒီ plus or minus ဒါပေမဲ့ဒီမှာနှစ်ထပ်တင်လိုက်တဲ့အတွက်အကုန်လုံးအပေါင်းဖြစ်သွားတာပဲဒီ16ခြေကိန်းနှစ်ထပ်ရှင်းနောက်မြောက်ချင်းရဲ့နှစ်ဆနောက်ကိန်းနှစ်ထပ်ခြေကိန်းနှစ်ထပ်ရှင်းနောက်မြောက်ချင်းရဲ့နှစ်ဆနောက်ကိန်းနှစ်ထပ်ပြီးဝင်မြောက်လိုက်မယ်60 square okay 30 step ကို skip လိုက် 16x အဲ့တော့ဒီဘက်မှာ9ဆိုတော့ 7x square 60 times 2 32 44x 16 4 plus 12 less than equal 0အဲ့တော့ဆရာတို့က first step အနေနဲ့ဘာအနေနဲ့ပဲလက်တွက်မလဲဆိုရင် equal နဲ့ပဲတွက်မယ်နော်အဲ့တော့ 7x and x ခွန်အားတာပဲစနစ်ဆိုတော့6နဲ့ရမှာ6နဲ့40နဲ့ဆိုရင်6ခုနဲ့42နဲ့ဆို44ရနိုင်တယ်အဲ့တော့နောက်ဆုံးကလက္ခဏာ plus ဖြစ်တဲ့အတွက်ဒီနှစ်ခုဒီအပေါင်းနှစ်ခုသို့မဟုတ်အနှုတ်နှစ်ခုသို့ပေမဲ့အလဲကောင်အနှုတ်လို့ခြင်းတဲ့အတွက်ခုနဲ့6လီအနှုတ်42နဲ့ဆိုတော့အနှုတ်နဲ့ဆိုတော့အနှုတ်44ဆိုရင်ဆောက်ရပြီ 7x minus 2 x minus 6 equal 0 therefore x equal 2 by 7 or x equal 6 we call this critical value ဟုတ်ပြီဒါဒီသူတို့နှစ်ခုစုံတဲ့အမှတ်တွေဟုတ်နော်ဆရာတို့နားပေါ့ဒီ 2 by 7 လောက်နဲ့ဒီဘက်6လောက်မှာစုံမဲ့ဟာပေါ့နော်ဟုတ်ပြီအဲ့တော့ဒါဒီဆရာတို့ equation အတွက်ဒါပေမဲ့ဆရာတို့ဘယ်အတွက်ဆုံးဖြတ်တာလဲဆိုရင် inequality လို့ဆုံးဖြတ်တာအဲ့တော့ inequality ဆိုရင်ဆရာတို့ကအလွယ်မှတ်ထားရှိတယ် less than ဆိုရင်နှစ်ခုထားပုံခဲ့တာနဲ့ကြည့်ရကြဆိုတော့အဖြေထုတ်ရင်ဒီလိုထုတ်ပြရဒါကဆရာတို့ကအလွယ်မှတ်တာဟုတ်ပြီနော် logically စဉ်းစားမယ်ဆိုရင်ဆရာတို့ကဖြတ်မှတ်နှစ်ခု 2 by 7 နဲ့6ပြီးဘာရှိတ်လဲပေါ့အပေါင်းဆိုတဲ့အတွက်ဆရာတို့ဒီပါတော့ထွက်တယ်ပါတော့ကမှဘယ်ပိုင်းကိုယူမှာလဲဆိုရင်ငယ်တဲ့အပိုင်းကိုယူမှာဆိုပြီးတော့ဒါကပုံမှန်စဉ်းစားတဲ့နည်း okay ဒါဆိုနံပါတ်2သွားရအောင်ဟုတ်ပြီနံပါတ်2ကတော့ဆရာတို့ trigonometry ပေါ့နော် okay အဲ့တော့ဗာပေးထားလဲဆိုရင်ပုံပေးထားတယ်ဒါဆိုရင်ဆရာတို့သူရဲ့ဝါတွေကိုရှာမှာပေါ့နော်အဲ့တော့ the diagram shows the curve y equal a cos bx plus c ဆရာတို့ transformation ပုံစံ for negative 180 degree less than equal x less than equal 180 it is given that abc are integer ဒါတွေကတော့ like doesn't it's not important ပေါ့နော် find the values of a b and c အဲ့တော့ဒီ a b c ဆိုတာလေးဒီဘာကိုဆိုလို့တလဲဆိုတာကိုသိရမယ် a ဒီဆရာတို့ရဲ့ဘာကိုကိုစားပြုလဲဆိုရင် amplitude ကိုကိုစားပြုတယ် c ဒီဘာကိုကိုစားပြုလဲဆိုရင် vertical shift ကိုကိုစားပြုတယ်ဟုတ်ပြီ b ဒီဘာကိုကိုစားပြုလဲဆိုရင် PDF ဟုတ်ပြီ PDF ကိုလိုချင်ရင်ဆရာတို့ cos graph ဖြစ်တဲ့အတွက်360 b ဆိုတာဟုတ်ပြီအဲ့ဒါလေးသိရင်ရပြီဟိုဆရာဒီအလွယ်အနေနဲ့ပဲအမြဲစဉ်းစားမှာပဲเนาะစဉ်းစားရမှာတော့ AB နဲ့ C ဒါပေမဲ့အလွယ်ဆုံးဒီပါလဲဆိုအမြဲတမ်း C ပဲ C ဒီ vertical shift ဆိုတာသူ့ရဲ့ baseline ရွှေ့သွားနေ baseline ဆိုတာဒီပါလဲဆိုရင်ဆရာတို့တဝက် line ပေါ့เนาะအဲ့တော့ဒီကောင်ဒီတဝက်စဉ်းစားလိုက်ဘောက3အောက်ကအနှုတ်ခွန်ဆိုတော့ဂျားရဲဘယ်လောက်ဖြစ်မလဲ3ခွန်30ဆိုတော့sorry အလဲဖြစ်တဲ့အတွက်3ခွန်ပေါင်းတော့3ခွန်ပေါင်း2နဲ့စာဆိုတော့အနှုတ်2ပေါ့ဒါဆို negative 2မှာ
ဒါသည် particle shift နော် negative 2ဒါဆို c သည် negative 2မင်းတို့ဒီမှာအပေါ်မှာဆရာရှာပြထားသလိုရှာလိုက်လဲရတယ် okay and then amplitude ကလွယ်တယ်အဲ့ negative 2ကနေအပေါ်3အထိဆိုဘယ်နှ unit တက်သွားလဲဆိုတော့5 unit တက်သွားတယ်နော်အဲ့တော့ဘာလို့လဲမလဲဆိုလို့ရှိရင် difference ကိုရှာလိုက်ရင်ရတယ်နော်3 minus -2 ပေါ့ဒါ formula ပုံစံမျိုးပြောပြတယ်ကြတယ်ကတော့ပုံကြည့်ရရမယ်ဟုတ်ပြီ PDF လိုချင်ရင်ဆရာတို့က360 p အခုလိုချင်တာက b ဖြစ်တဲ့အတွက်ဆရာတို့က360ကို PDF နဲ့ဆမ်းဟုတ်ပြီ PDF ဆိုတာဒီဆရာတို့သိထားတာဒီပါလဲဆိုရင် one complete file နော်အဲ့တော့ cost ရဲ့ one complete file လေးကိုစဉ်းစားကြည့်မှာပေါ့နော်အဲ့တော့ cost ဒီဆရာတို့အပြင်မှာသိထားသည် for that ပြန်တက်ဒါဆိုဒီမှာဒီကနေစလိုက်မယ် for option and then လို့ပြန်သွားအပေါ်ပြန်သွားဒါဆိုဆရာတို့ဒီထိဒီဘယ်လောက်ရှိတယ်လဲဆိုတာကိုစဉ်းစားပြရအောင်ဟုတ်ပြီအဲ့တော့ကြည့်တော့ဘယ်လောက်လဲဆိုတော့ဒီမှာ180ရှိတယ်ဟုတ်ပြီတော့180ရဲ့တစ်ဝက်ဆိုရင်90ဖြစ်မှာပေါ့နော်အဲ့တော့180မှာဆရာတို့ဘယ်လောက်ရှိလဲဆိုတော့ကြည့်အောင်ဒီမှာတစ်ဖြတ်နှစ်ဖြတ်3ဖြတ်4ဖြတ်5ဖြတ်6ဖြတ်180မှာ6ဖြတ်ဆိုတော့တစ်ဖြတ်ကို30ဒီမှာဘယ်နှဖြတ်လဲဆိုတော့1နဲ့3 4ဖြတ်ဒါဆိုဘယ်လောက်ဖြစ်မှာတော့120 this is 120နော်ဒါဆို PDF ဒီ120 so PDF 120ဖြစ်တဲ့အတွက် B ဒီ360ကို120နဲ့စာဘာလို့ဆိုရင်3ဒီအဲ့တော့အလွယ်တစ်ခုစဉ်းစားလို့ရတယ်ပေါ့နော်ဆရာတို့ဒီပုံဘယ်နှပုံရလဲဆိုတာနဲ့စဉ်းစားလိုက်ရပုံမှန်360ကိုတစ်ပုံရမှာဒီမှာ360မှာဘယ်နှပုံလဲဆိုရင်တစ်ပုံနှစ်ပုံသုံးပုံ so this one is beta mode 3ပုံနော်3နဲ့များရင်ဆရာတို့က3ပုံရတယ်ဒါကတော့ like ဒီတိုင်းရှောက်ပြောတာပါပြီနော်ဒီမှာဒီ method လေးနဲ့တွားရင်ရတယ် okay နော်โอเคဒါနံပါတ်3လာပြီဟုတ်ပြီเนาะနံပါတ်3ဒီစာတော့ဒီနှစ်မှာစာထည့်တဲ့အခန်းတဲ့ equation of circle เนาะအဲ့တော့ equation of circle ဆိုတော့ဘာမှတော့မခက်ပါဘူးဟုတ်ပြီเนาะသူရဲ့မူလ equation သိရင်ရတယ်เนาะမူလ equation ကလည်းအပေါ်မှာပြန်သွားကြည့်လို့ရတယ်အဲ့တော့ point A ပေးထားတယ် point B ပေးထားတယ်တဲ့ဘာလို့မလဲဆိုရင် given that the line AB ဒီ A နဲ့ B ကိုဆက်တဲ့ကောင်ဒီတဲ့ diameter of A circle find the equation of the circle အဲ့တော့ဆရာတို့ဒီမေကွန်းကနေပဲအများရန်ပြန်ကောက်တယ်အဲ့တော့ဆရာတို့ဒီမှာဘာလို့ချင်လဲဆိုရင် equation ကိုလိုချင်တာ equation ကိုလိုချင်ရင်ဘယ်လိုတွက်ရမလဲပေါ့ equation လိုချင်ရင်ဘယ်လိုတွက်ရမှာဆရာတို့ဒီ center အမှတ်သိရမယ် radius သိရမယ် that's all we need to know ဟုတ်ပြီနော် when we read the questions ပေါ့ okay အဲ့တော့ center ရှာလိုက်မယ် radius ရှာလိုက်ဟုတ်ပြီအခုဘာနဲ့ပေးထားလဲဆို A နဲ့ B ပဲပေးထားတယ်ဟုတ်ပြီ nothing more နော်ပြီးရင် AB ဒီပါလဲဆို diameter အဲ့တော့ဆရာတို့ diameter ကိုကြည့်ပြီးတော့ဘာရှာလို့ရမလဲပေါ့ center ရှာလို့ရမလားပေါ့စဉ်းစားကြည့်ရအဲ့တော့ diameter ဆို center ဒီအဲ့ diameter ပဲမှာရှိမှဆိုရင်တစ်ဝက်မှာရှိမယ် okay ဆရာတို့ရှိနေတာ AB ဒါဆို AB ရဲ့တစ်ဝက်ဆိုတော့ဘာကြီးတုံးဆိုတော့သူရဲ့ midpoint yes midpoint formula ကိုသုံးပေးရမယ် okay and then radius ဆိုတာဘာလဲဆိုအလျား okay ဆရာတို့အလျားရောသိလား of course ဘာလဲ center သိသွားပြီဆိုရင် center နဲ့ A ဖြစ် B ဖြစ်သွားလိုက်ရင် this is radius so that's all we need to know ကဲတော့ဆရာက center ဆိုတာဒီဟုတ်လဲဆိုရင် midpoint of AB ဆိုပြီးတော့ရှာပေးလိုက်မှာပေါ့ midpoint လို့ချင်းရင် x နှစ်ခုပေါင်းနည်းနည်းစာ y နှစ်ခုပေါင်းနည်းနည်းစာ so 2 comma minus 1ဒါဒီ center ကဲ center radius ရတယ်လေဆရာတို့အလျားရှာလိုက်မှာပေါ့ဆရာ CA လို့ပဲရေးလိုက်မယ်နော်အဲ့တော့ square root of x2 minus x1 the whole square plus y2 minus y1 the whole square ဆရာတို့ Pythagoras theorem နေရောက်လာပြီပေါ့ဘာဖြစ်တော့မလဲ5လေး25 9 လေး49 root 74 this is our radius အဲ့တော့ဆရာတို့ရဲ့ equation လေးဒီဘာလေးတော့ x minus a the whole square plus y minus b the whole square equal r square okay what is a and b those are center r is clearly radius ပေါ့နော်ဆိုရတော့ therefore equation is
ဖြစ်တယ်နော် x minus 2 the whole square plus y plus 1 the whole square is equal to r square ဖြစ်တဲ့အတွက်ဆရာတို့ root ပြောက်သွားတော့74 so that's all Okay, number 4 ဆက်ရအောင် The polynomial p is given by p of x equal a square x cube plus 2x square plus ax plus 2 where a is a positive integer so the polynomial again given that 2x plus 1 is a factor အဲ့တော့ဆရာတို့ factor theorem ရှိတယ် remainder theorem ရှိတယ်အဲ့တော့ဒါက key point main point ပါနော်အဲ့တော့ factor ဖြစ်ရင်0နဲ့ညီတယ်so 2x plus 1ဖြစ်တဲ့အတွက် 0 နဲ့ညီလိုက်တော့ negative 1 by 2 ဒါဒီဘာနဲ့ညီမှာတော့0ဒါဆိုအစားသွင်းပေါ့စက်တစ်ခါအစားသွင်းလိုက်တော့မယ်နော် x 2နဲ့သွင်းလိုက်တော့ negative 1 by 8 x square နဲ့ထည့်လိုက်တော့1 by 4 ရှေ့က2ဆိုတော့1 by 2 a plus sorry minus 1 by 2a plus 2 equals 0 so base day 2အောင်ဆိုတော့ဆရာ equation တစ်ခုလုံးကို negative 8နဲ့မြောက်လိုက်မယ်နော်ဒီမှာ negative ပဲလောက်ရှုပ်လို့လေဟုတ် wait a second နော်ဒီမှာ half a နဲ့ negative ဆိုတော့ခြေသွားလိုက်မယ်အဲ့ဆိုရင်ရပြီ negative 1 by 8 a square ဒီ2အဲ့တော့ a square က sorry နော် negative 2ဒါဆိုရင် negative က negative နဲ့မြောက်လိုက်တယ်ပေါ့ဒါဆို16 a ဒီ plus or minus 4 but so this is only 4 pretty easy ပါ factorize b of x okay first of all အနေနဲ့ b of x လေးအရင်ရေးလိုက်ပါနော်ဘယ်လိုရေးရမလဲဆိုရင် a နေရာမှာ 4 စားသွင်းမိရမယ်အဲ့တော့ 16x cube plus ဆက်ချက်တော့ပြန်ကြည့်အောင် 2ax square ဆိုတော့ ax square ax 4x plus 2ဟုတ်ပြီ factorize စာခွဲခင်းခွဲမယ်အဲ့တော့3ဓာတ်ကိုစာခွဲခင်းခွဲခြင်းဆရာတို့အနည်းဆုံးတစ်ခုသိမှရအောင် so do we have a factor so yes ပေါ့နော် 2x plus 1ရှိရဒါဆိုဆရာ long division နဲ့စားလိုက်ဟုတ်နော်အဲ့တော့စားမှာဖြစ်တဲ့အတွက်ဆရာဒီဘက်နည်းနည်းလေးထုတ်ပြီးစားမယ်အဲ့တော့ဆရာတို့ long division နည်းကိုသုံးလို့ရတယ် equality coefficient ကိုသုံးလို့ရတယ်ဒါကတော့ wherever you prefer ဟုတ်ပြီနော်ကိုကြိုက်တာနဲ့သုံးလို့ရတယ်အဲ့ဒါကိုဆရာတို့ 2x plus 1နဲ့စားအဲ့တော့16ဆိုတော့ဆရာတို့8ပေါ့နော်တစ်ထပ်ရှိပြီးသားဆိုတော့နှစ်ထပ် so 60x cube plus 3 sorry 8x square negative so this is all cancel out so we have 4x plus 2 so we will have plus 2 4x plus negative so this is 0 therefore bx အဲ့တော့ factorize ဆိုရင်ဆရာတို့ရေးပြရမယ်နော်ဆိုတော့ 2x plus 1 multiply that 2 okay no okay this is legit okay hence let's show that the equation has only one real root အဲ့တော့0နဲ့ညီရဲဆိုဆရာတို့ဖြေရှားပြရမှာတော့ 2x plus 1နဲ့ 8x square plus 2ကို0နဲ့ညီပြရမှာအဲ့ဒါ zero product rule အရာတစ်ခုချင်းစီကို0နဲ့ညီတာပေါ့နော်ဆရာဒီမှာတော့ချရေးလိုက်မကြတော့ဒီမှာတွေ့ရနော်ဒီမှာနှစ်ထပ်နဲ့ဒီဘက်ကပေါင်းဖြစ်နေဟိုဘက်တော့အနှုတ်ဆိုတာပြောင်းအဲ့တော့ x square ဒီ negative 1/4
ဒါဒီပါတော့ impossible ဘာလို့လဲနှစ်ထပ်ကိန်းဒီဘယ်တော့မှအနုတ်မဖြစ်နိုင်ဘူးနော်အပေါင်းထဲတဲ့နှုတ်ထဲတဲ့အပေါင်းပဲထွက်မှာဟုတ် therefore p of x equals 0 has only one real root ဟုတ်ပြီနော်တချို့ case တွေမှာကြတော့ဆရာ discriminant သုံးပြီးတွက်ပြလို့လေရတယ်ဟုတ်ပြီနော်ဆရာဒီမှာလွယ်နေလို့ discriminant အားကြည့်အောင် write 2x squared minus 2x plus 3 in the form a x plus b the whole square plus okay whenever you see like x in bracket we know this is we call this perfect square or complete okay အဲ့တော့ completed square အဲ့တော့ completed square မှာဒီမှာဘာပါနေလဲဆိုလို့ရှိရင်ရှေ့ကမြောက်ဘောကင်ပါနေအဲ့ဆိုမြောက်ဘောကင်ကိုပုံထုတ်လိုက်အဲ့တော့ဒီမှာ AC မြောက်ဘောကင်ဆိုတော့1အဲ့ဒါကို1နဲ့ညနော်1နဲ့စားပြီးတော့အတွက်ပြီးရင်နှစ်ထပ်တင်ပြီးတော့လာနှုတ်ဆိုတော့ 1.4 အဲ့တော့ဝင်မြောက်လိုက် negative 1.2 နော် plus 3Now it is given that f of x equal something ပေါ့နော်အဲ့တော့အပေါ်ဟာပဲပြီးရင်ဘာလုပ်လိုက်လဲဆိုရင်သူ့ကို domain သတ်မှတ်ပေးလိုက်တယ်ဗာပြမယ်ဆိုရင် h less than or equal p ဟုတ်ပြီနော်ဒီပု္ပ္ပစာကအမေးများတယ်ဒါပေမဲ့လည်းဆရာကျောင်းသားတွေကတော့မေးတိုင်းမရကြဘူးဟုတ်ပြီနော်မမှတ်ကြတာဟုတ်ဆရာတို့ function scan ဆိုလို့ရှိရင်သိမလားခတ်တာလို့လွယ်တာလို့မရလို့ဆိုပြီးတော့မမှတ်ကြဟုတ်ပြီနော်အဲ့တော့ဒါကတကယ် trick သိသွားရင်လွယ်ပါတယ်ဒါပေမဲ့ function knowledge တော့လိုတာပေါ့နော်ဟုတ်ပြီဒါဆိုမေးခွန်းကြည့်အောင်နဲ့ write down the greatest value of p အဲ့တော့ value ဆိုတာနဲ့စာအုပ်ဒီ 1 ပြောရမယ်ဆိုတာကဒါကဒီ O level ဖြည့်တဲ့အချိန်မှာသိနေရမယ်နော်ဘယ်ချိန်နေတော့လဲဆိုရင် f has an inverse ဒါဆိုဆရာတို့ f of x ကိုတစ်ချက် show ကြည့်အောင်ဆိုတော့ဒီ inverse function ဒီ function တိုင်းမှာ inverse ရှိသလားဆိုတော့ no of course not နော်ဘာမှတော့ only 1 to 1 so ဆရာတို့ function ဒီ1 to 1ဖြစ်တယ်လားစဉ်းစားကြည့်မယ်ဟုတ်ပြီ f of x is square quadratic so this is something like this so is this a 1 to 1 function ဆိုတော့ no ဟုတ်ပြီနော်ဆရာတို့ဒီဘာလဲဆိုရင်ဒီမှာ input နှစ်ခုမှာ output ကတစ်ခုလေးပဲဆိုတာ many one ဖြစ်နေရပါဟုတ်ပြီနော်ဟုတ်ပြီဒါဆိုရင်သူ့ကို1 to 1ဖြစ်အောင်ပြောင်းလို့ရလား yes you can do that ဘာလို့မလဲဆိုရင်ဆရာတို့ဒီ turning point လို့ခေါ်တဲ့ maximum minimum အဲ့ဒါလေးတွေကိုဆရာတို့ကပေါက်လိုက်မှာဆို half တစ်ချမ်းချလိုက်ဘယ်ဖြစ်ဖြစ်ညာဖြစ်ဖြစ်ပေါ့နော် in this case ဒီမှာ less than ပြောထားလို့ဆရာတို့ဘယ်ဘက်ဒါဆိုဆရာတို့ minimum point နေပုံမှန် quadratic ကို minimum ဆိုရင်ဆရာတို့ကဖြတ်မှတ်နှစ်ခုရှားပေါင်းနေအဲ့ဒါလေးဆိုဟုတ်ပြီ but ဒါပေမဲ့ဆရာတို့ဒီမှာ bar test foundation နေမလို့ဟုတ်ပြီနော်အဲ့ဒါဒီဆရာတို့ x minus a the whole square plus b ဆိုတဲ့ဟာမျိုးနဲ့ပေါ့နော်ဒါဆိုရင်ဒီမှာ x ကိုပြောင်းနေယူ y ကိုအတက်ယူဆိုတော့သူရဲ့ point လေးဒီပါလဲဆိုရင် 1.2, 5.2 ဒါလေးပေါ့ဟုတ်ပြီနော်အဲ့တော့သူရဲ့ p sorry ဆိုတော့ value ဆိုတာဒါနဲ့မဆိုင်နော်ဒီမှာဒီ p ကိုပြောထားပြီးသားအဲ့တော့ p ဒီပါလဲဆိုတာ x term move เนาะ 1.2 သူကဒီနားလေးမှာ 1.2, 5.2 မှာရှိနေမှာအဲ့တော့ဘယ်ဘက်လားညာဘက်လားဆိုတော့0ရဲ့ x ဒီ less than or equal 5ဖြစ်အောင်တော့ compare လုပ်ကြည့်လိုက်ပါလေးနဲ့တော့ p နဲ့ compare လုပ်ကြည့်လိုက်ဒီအခြေအနေဖြစ်တဲ့အတွက်0ရဲ့ p term move ဒီပါဖြစ်မှာဆိုရင် 1.2 okay နော်သူကပေးတာတတ်မှတ်ထဲဒါပေမဲ့ knowledge တွေအောင်လုပ်သေးတယ်ပြီးတဲ့ using this value of b တဲ့ write down the range of f range ဆိုတော့ y ကိုစဉ်းစားမယ်b က f ဟိုကောင်ကဘယ်လိုလဲဆို 5.2 range ဒီ
ဆရာတို့ပါတော့ဖြစ်တဲ့အတွက် minimum ဖြစ်တဲ့အတွက် y ဒီဘယ်တက်ကြီးမှာတော့ 5/2 ထက်ကြီးမှာ range domain range ဒီလဲဆရာတို့ဒီပါနဲ့စဉ်းစားရလဲဆိုလို့ရှိရင်ဒီမှာပုံလေးနဲ့စဉ်းစားရ find an expression for us expression ဆိုတာဒီလိုလိုနဲ့ပြောရရင် equation တောင်မှမဟုတ်ရင်ညီမျှခြင်းပေါ့နော် f inverse ဆိုတော့ f of x ပေါ့ဆရာတို့ဒီ y လို့ထားရမှာနော် y ဒီမပြတော့မလို့ဘယ်နော်အဲ့တော့ဒီမှာစာဝဲကင်းခွဲလို့မရတဲ့ကောင်ဖြစ်တဲ့အတွက်ဆရာတို့ဒီဘယ်ကောင်ကိုသုံးလဲဆိုရင်ဒီမှာ completed form ပြောင်းထားတဲ့ဟာနဲ့သုံးတယ်2 into x minus 1 minus 2 the whole square plus 5/2 okay အဲ့ပြီးရင်ဆရာတို့ကဘာလုပ်ရမလဲဆိုရင် x chain လုပ်ရမယ် x chain x နဲ့ပေါ့ x chain or interchain ပေါ့ဆရာတို့ interchain လုပ်တယ် y နေရာမှာ x ဖြစ်သွားမယ်နော် y ကိုပြန်ရှာနော်ဒီမှာပို့ဆရာဒီလိုတွက်လိုက် x minus 5/2 no y minus 1 minus 2 the whole square equal 1 minus 2 x minus 5 လို့ကျွန်တော်က y minus 1 minus 2 now finally y equal 1 minus 2 plus square root 4 now the f inverse ဆရာနှစ်ခါပြန်မြေးခြင်းတော့ရှုပ်တယ် y is equal to f inverse so that's all okay ဆရာတို့နံပါတ်6စာရ it is given that tangent theta equal root 5/5 and 182 360 this is the domain find the value of cos theta ဘယ်နော်အဲ့တော့ sin tangent cos တွေကိုဟုတ်ပြီနော် non calculator မှာဘယ်လိုတွက်ရမလဲဆိုတော့ဒါရိုးရိုးအချိုးပဲဟုတ်ပြီအဲ့ဒါဒီသူ့ရဲ့အချိုးပေးတယ်ဒါဒီသူ့ရဲ့ range ကိုပေးတယ်ပြောချင်တာကဘယ် quadrant ထဲမှာရှိမလဲပေါ့180 360ဆိုတော့ this is between 2 နဲ့sorry that and 4ပေါ့နော် that quadrant နဲ့ 4 quadrant ဟုတ်ပြီအဲ့တော့ tangent လက္ခဏာကြည့်လိုက်တော့အပေါင်းဒါဆိုရင်သေချာပေါ့ all sin tan ဆိုတဲ့ဆရာတို့ဒီ all sin tan ဆိုတော့ဆရာတို့ that quadrant ထဲမှာရှိတယ်နော် that quadrant ထဲမှာရှိအဲ့တော့ tangent ဆိုတော့ဆရာတို့ဒီသူ့ရဲ့အချိုးဒီ opposite by adjacent opposite ဒါဆိုဒါလေးကိုသိတာလို့ထားရမယ် opposite by adjacent အဲ့တော့အနှုတ်ငါပေါ့နှစ်ခုစလုံးကအနှုတ်ထားမှာအပေါင်းဖြစ်မှာကဲအဲ့ဒါမှာလိုချင်တာက cos အဲ့တော့ဒီမှာ root 5ဒီမှာ5ဆိုတော့ဒီဟာလေးကိုရမယ်လေအဲ့တော့ဒီသူတို့ရဲ့ဒီ hypotenuse လို့ခေါ်မှာပေါ့နော် hypotenuse လေးကိုရှာလိုက်မယ်အဲ့ဒီ square root of 25အပေါင်း50 root 30တော့ဒါလေးဒီ root 30ပေါ့ကဲဒါဆိုရင်ဆရာတို့ cos တည်တာ all sin tan cos ကတော့သိကြပါအနှုတ်ဖြစ်မှာပေါ့နော် cos ကိုလိုချင်ရင်ဆရာတို့ဒီ adjacent by hypotenuse ဆိုတော့ negative 5 root 30 root 30နဲ့မြောက်တော့ negative 5 root 30 by 30 so negative root 30 by 6 sin အဲ့တော့ sin လိုချင်တော့ sin ဒီ opposite by hypotenuse ဆိုတော့ opposite ဖြစ်တဲ့ negative root 5 by ဆရာတို့ root 30 ဆိုတော့ negative 1 by root 6 root 6နဲ့မြောက်လိုက်တော့ negative root 6 by 6 okay အဲ့တော့နောက်တစ်ခုလိုချင်တာကကြတော့ secant နဲ့
cotangent တော့လွယ်ပါတယ် secant ဒီဘာပြောင်းမြန်တော့ secant ဒီ1 by cos cotangent ဘာပြောင်းမြန်တော့ cotangent ဒီ1 by tangent ဒါဆိုရဲ secant သီတာ plus cotangent သီတာအဲ့တော့ secant ဆိုတော့ဆရာတို့ရှိရ cos ကိုပြောင်းမြန်လာလိုက်မယ်အဲ့တော့ cos ဒီဘာလို့ရထားတော့ minus 5 by root 30ဆိုတော့ minus root 30 by 5တော့ cotangent ဆိုတော့ tangent ပြောင်းမြန် sorry အပေါင်း root 5 by 5တော့ root 5 by 5 so ဆရာတို့က5 by root 5ဒါဆိုပိုင်းခြေကို5 to အောင်လုပ်လိုက်မယ် negative root 30 by 5 plus 5 root 5 by 5 အဲ့တော့ negative root 13 plus 5 root 5 by sorry သူဒီပါပဲလို့ချင်တာတော့ root 5ပဲလို့ချင်တာဆိုဒါဆိုဆရာ root 5ပဲထားဒီအဲ့တော့ဒီမှာက5ဆိုတော့root 5ပဲပြောင်းလိုက်root 5ပဲပြောင်းလိုက်မယ်တဲ့အဲ့တော့ဘယ်ဖြစ်သွားမှာအလုံးချုပ်ပိုင်းဆရာ root 5နဲ့မြောက်လိုက်မယ်အဲ့တော့ negative root 150 by 5 root 5 ပေါင်း5 by root 5 150ဆိုတော့ဆရာတို့ဘာနဲ့လို့လဲ25နဲ့ရ25လေးလေး100ပဲနော်25 6လေး negative 5 root 6 by 5 root 5 ပေါင်း5 by root 5ဟုတ်ပြီအဲ့တော့ဒီမှာ9နဲ့9နဲ့ cancel ဖြစ်သွားတော့ negative root 6 plus 5 by root 5 okay သူလိုလေးပြောင်းလိုက်အောင်မယ်ဒါဆိုရင်5 minus root 6 by root 5ပေါ့နော် this is the final answer okay နံပါတ်9ဒီကောင်ကတော့ဆရာတို့ဒါ integration ပုံစံเนาะဒီမှာ curve ပေးထားတယ် line ပေးထားတယ်เนาะအဲ့တော့ the diagonal should parallel the curve and parallel the line ပြီး intersecting point A မှာဖြတ်တယ် find the coordinates of A မှာဖြတ်မှတ်ဆိုရင် pretty easy ဘာလို့ရမလဲဆိုရင်နှစ်ခုညီပေးလိုက်is equal to 2x plus 1 okay ဟိုဘက်ရွှေ့လိုက်မယ် x plus 1 equal 2x minus 1ဟုတ်တယ်ဒါနဲ့မြောက် 2x square minus x plus 2x minus 1 equal 5 plus x minus 6 equal 0 3 2 6အပေါင်းဆိုတော့ဒီကောင်ကအပေါင်းဒီကောင်ကအနှုတ်နော်ဒါတွေကတော့မပြောတော့ပါဘူး x plus 2 2x minus 3 so x the minus 2 or x the 3 by 2 you know ဒါတွေ reject ဘာကြောင့်လဲဆိုဆရာတို့ဒီ on the right side ဆိုတော့အပေါင်းပဲဖြစ်မှာနော် coordinate ဖြစ်တဲ့အတွက် x တန်ဖိုးရရင် y တန်ဖိုးရှာပေါ့ဆရာလိုတဲ့ထဲမှာပဲတွန်းလိုက်မယ်ဒီထဲမှာပဲတွန်းလိုက်မယ် 4 1.5 comma 4
1.5,4. This is 1. Okay, ဘယ်လိုရှာမလဲအဲ့တော့အလွယ်ပဲရှာလိုက်တော့မယ်ဆရာဘာမှမရှုပ်ချင်လို့သူဒီနှစ်ခုဒီဆရာတို့ unclose ဖြစ်ထားတယ်ဟုတ်ပြီနော် unclose ဖြစ်ထားတယ်ဆိုတော့အပေါ်ထဲကနေအောက်ကိုနှုတ်ရင်ရတယ်ဒီထဲကနေဒီတော့နှုတ်ပြီးရင် limit u limit ဒီ0 to 1.5 ဟုတ်ပြီသူက AZ ပြောမယ်ထင်တယ် AZ area ဆိုဆရာက 1.5 အစား 3/2 ပဲတွက်လိုက်အဲ့တော့ပေါ်က curve နဲ့ line ဆိုတော့ curve ထဲကနေ line ကိုနှုတ်အဲ့တော့ area of shaded ဒီမှာ unclose ဖြစ်တဲ့အတွက်ဆရာတို့အပေါ်ကနေအောက်ကိုနှုတ်လို့ရတယ်0 to 3/2 အပေါ်က 5/8 plus 1 plus 2နှုတ်မှာအဲ့တော့နှုတ်နောက်ဆိုဆရာလက္ခဏာတစ်ခါရပြောင်းလိုက်မယ်အထဲထဲဝင်ရင်ရှင်းပေးလိုက်5/x plus 1 minus 2x plus 1 dx တရားမှာ1 by တစ်ထပ်ကိုရှင်းရင်အလံပေါ့အထဲထဲကိုပြန်လို့တော့1ပဲ so not a problem minus 2x square by power နဲ့ပြန်စား1ကို grade တော့ x 0 to 3/2 ဒီမှာ2နဲ့2 cancel ပြင်မယ်3/2 ထည့်မယ်5 ln 5/2 no 9/4 pound 3/2 minus 5 ln 1 that is 0 ပဲနော်5 ln 5/2 နဲ့3နဲ့6ဆိုတော့ minus 1/2 ဒီကောင်က0ပဲနော် this is 0တော့ဘယ်လိုပုံစံနဲ့ AZ ပဲဆိုတော့ဒါဆိုရမယ်နော်ကျတော့ AZ ဆိုတော့ calculator သုံးစရာမလိုလဲ okay နံပါတ်8ဒီနံပါတ်8လို့ပုံစံသည်ဆရာတို့စာအုပ်ထဲမှာတွေ့ရတဲ့ပုံစံ The first term of a geometric progression is 10 This geometric progression has a positive common ratio r ဒါ gp The first term of ab နောက်တစ်ခုကလည်း a သူကလည်း10အဲ့တော့ a တွေတူတာပေါ့ဒီကောင်ရဲ့ a က10ဒီကောင်ရဲ့ a က10ဒီမှာ rt တဲ့ဘာလို့လဲမဆို equation ညွှန်ပြမယ် second term of gp ဆိုတော့ ar formula ရ fourth term of ab ဆိုတော့ a plus 3d ပေါ့ third term of gp ဆိုတော့ ar square sixth term ဆိုတော့ a plus 5d နော်ကဲဒါဆိုရင် ar a plus 3d နော်တော့ဆရာတို့ခြာရေးလိုက်မယ်ပေးချက်အရာပေါ့နော် ar သည် a plus 3d okay in this case a သည်အတူတူပဲအဲ့တော့ tan r သည် tan plus 3d နော်ဒီမှာနှစ်ထပ်ဖြစ်နေတဲ့အတွက်ဆရာတို့သိကြပါဦးတခုလည်းနဲ့လုပ်လို့မရပါဆိုရင်ဆရာတို့ဘယ်လိုလုပ်ကြည့်မလို့ဆိုတော့ဒီကိုထားလိုက်မယ်ဒါဆိုဒီသည် tan r minus tan by 3ပေါ့ဝင်နောက်တစ်ခုက ar square သူဒီဘာနဲ့သွားညီမှာတော့6 tan ဆိုတော့ a plus 5d tan r square equal tan plus 5 into ဆရာတစ်ခါထည့်လိုက်တော့မယ်နော် tan r minus tan by 3 okay ဒါဆိုရင်တခုချင်းရှင်းမယ် tan r square equal 3လဲဆိုတော့30အပေါင်း 50r minus 50 by 3ဒီဘက်လာရွှေ့တော့30r square အနှုတ်50r ဆင်တော်နဲ့ကျော်လိုက်မယ်ပေါင်း20ဒါရပြီ 3r minus 5r plus 2 okay then ဒါ
ဒါဆိုဆရာတို့ဘယ်လိုဖြစ်သွားမလို့ 3r ရဲ့2ရဲ့ r ရဲ့1ရဲ့အကုန်လုံးဒီ negative ပဲเนาะ r ဒီ sorry 2 by 3 or r equal 1 r ဒီ can't be 1เนาะ r ဒီဆရာတို့က1ဖြစ်လို့မရဘူး reject r ဒီ 2 by 3အဲ့တော့ t ဆိုတော့ cell equation 1နဲ့ထည့်လိုက်တော့ so t ဒီ 2 by 3ဆိုတော့20 by 3 minus 10 by 3 minus 10 by 3နဲ့ okay wait a second ဟုတ်တယ် minus 10 by 3 so minus 10 by 9ဒါအထိပေါ့ascend to infinity အဲ့တော့ ascend to infinity ဒီပဲအခြေအနေမှာရှိတော့ modulus of r less than 1 so modulus of r ဒီ modulus of 2 over 3အဲ့တော့ဘယ်လောက်ပဲလဲဆို2 by 3ဒါဒီ less than 1ဖြစ်တယ် therefore gb has ascend to infinity so APGB ထည့်မယ်ရင်ဒီကောင်လေးတွေကိုထည့်မိလို့ဒီကတော့မှတ်မယ်ထင်ပါတယ် minus 10 by 9 okay ကဲနံပါတ်9လောက်ပုံစံเนาะ soft ဆိုကြတဲ့ကွာဆရာတို့ဒီ x ရှာမယ်ဆိုတာသိရ b log x plus 1 base 2 log 2အဲ့တော့ဆရာတို့ဒီ base နဲ့ argument ပြောင်းနေဖြစ်နေတာဒီဆရာတို့အစားထိုးတွေ့တဲ့ပုံစံအဲ့တော့ဆရာတို့ကမတိကိန်းကိုပေါ်မှာပေးထားမယ် plus 4 by log x plus 1 base 2 rule တွေတော့ပြောတော့ပါဘူးနော်သူကပြောင်းပြန်လာလိုက်ရင် base နဲ့ argument နေရာပြောင်းသွားတယ်ပေါ့ယူထားလိုက်နော်ဒါတွေကကြာဆရာတို့ကတွက်ပါများသွားရင်တော့ဒါတွေကချက်ချင်းတန်းမြင်သွားနော်ဆရာတို့ power မှာအနှုတ်ထည့်ထားတယ်ဆိုလို့ရှိရင်လည်းသူဒီအပေါ်အောက်ပြောင်းသွားတဲ့အတွက်ဒါဒီဆရာတို့ကယူထားတွေ့တဲ့ပုံစံလေးပေါ့အဲ့နှစ်ဖက်စလုံးကိုယူနဲ့လိုက်ပြီးတော့ညှလိုက် square minus 3u minus 4 u plus 1 u minus 4ဒီခွဲရအောင်ပြောတော့ပါဒီအောက်ပဲဆက်သွားရမယ်u ဒီ minus 1 or u ဒီ 4အဲ့တော့ဘာနဲ့ပေးထားတော့ log x plus 1 base 2 so x plus 1 ဒီ 1 by 2 x ဒီ negative 1 by 2အဲ့တော့ဆရာတို့ရတဲ့အဖြေဒီအနှုတ်ဆိုလို့ရှိရင်စဉ်းစားဖို့လိုတယ်နော်လေး x plus 1နဲ့4တက်ဆိုတော့16 x ဒီ15 okay အနှုတ်ဖြစ်လို့ရလား minus 1 by 2 minus 1 by 2 yes of course နော်ဒါဆိုရင် math say the point p lies on the curve y နော် p ဒီ x coordinate b က x y ရမယ် normal to the cut ဒါဒီဆရာတို့က differentiate ထဲက normal equation ရှာတယ် normal to the cut at p intersects the line ဆရာတို့ဖြတ်တယ်ဆိုလို့ရှိရင် equation နှစ်ကြောင်းညီပြရမှာအဲ့တော့ဘယ်သူနဲ့ဘယ်သူဖြတ်တာလဲ normal နဲ့ဒီ line နဲ့ဒါဆို normal equation နဲ့ line equation ညီပြရမှာ so normal equation ရှိလားမရှိဘူးဆရာတို့ကဒီလိုသွားတယ်ဟုတ်နော်မိကွန်ဖတ်ပြီးတော့မိကွန်ကနေပြန်ကောက်တယ် r is the reflection r က reflection ဖြစ်နေမှကျူထားလိုက်ပါအဲ့တော့ဒီမှာဆရာတို့ curve တစ်ခုရှိမယ်အဲ့ curve မှာပေါ့နော်ဒီ p မှာဆရာတို့ဘာလေးဆွဲလိုက် normal line လေးဆွဲလိုက်တယ်အဲ့ normal line လေးဒီသူရဲ့ပေးထားတဲ့တစ်ခုခုနဲ့ဘာလုပ်လဲတော့
ဖြတ်နေတယ်ဒါ normal ပေါ့ဒါ line ပေါ့ဘယ်နာမှာဖြတ်လဲပေါ့ဖတ်သူကဘယ်နာ Q မှာဖြတ်တယ်ပြီးရင် reflection of Q in the tangent to the curve B. The point R is the reflection of Q in the tangent. တော့ဘာလဲဆိုရင် reflection line ဒီဘာလဲဆို tangent line ဘယ်နာမှာလဲဆိုရင်ဒါဒီ reflection line ဟုတ်ပြီဘယ်ဘက်မှာလဲဟိုဘက်မှာပေါ့အဲ့ဒါဒီနာပေါ့ဒါ Q2 Q prime ပေါ့ဒါဆိုရင် P လေးဒီအတိုင်း mid point ပေါ့နော်ဒါဒီလိုမျိုးတစ်ဆင့်ချင်းစဉ်းစားရအောင်ပဲဒါဆိုတစ်ခုချင်းပဲစဉ်းစားလိုက်အောင်ပါတော့ normal နဲ့ line နဲ့ဖြစ်ရမှာဆို normal equation ဆရာတို့ဒီ equation ကို align လို့ပြောလိုက်တာ ਨੇ ဗာသိရမလဲဆိုရင် point အမှတ်တစ်ခုသိရမယ် gradient သိရမယ် point သိလား yes ဘယ်မှာတော့ P မှာဖြတ်တယ် P မှာဆိုရင်9နဲ့ဒါ y ရသွားမယ်เนาะအဲ့တော့ P ကိုရှာလိုက်မယ်ကွာအဲ့တော့ x တန်ဖိုးက 5 therefore y ဒီဘယ်လောက်ဖြစ်မှာ27 power 2 by 3 3တက်ဆိုတော့3 2ထပ်ဆိုတော့ O ဒါဆိုရင် P ဒီရပြီဆရာတို့ 5,9 နော် okay point ရရင်ဆရာတို့ဘာလို့ gradient လို့လဲဟုတ်ပြီအဲ့တော့ဆရာတို့ကဒီပု္ပ္ပစာတွေမှာ gradient ရှာတာဒီဆရာတို့ဘာလို့လိုက်လဲဆိုရင် curve တွေမှာဆိုရင် differentiate နဲ့ရှာရတယ်ဟုတ်ပြီနော် normal ဆိုရတော့အဲ့တော့ differentiate ဒီဘယ်သူရမလဲဆိုရင် tangent ရမယ် normal ဆိုတော့အဲ့ဒါကိုပြောင်းပြန်လိုက်ဟုတ်ပြီနော်အဲ့တော့ဆရာတို့ normal ရင်ရှာလိုက်မယ် y equal to 5x plus 2 power 2 by 3အဲ့တော့ဆရာတို့dy minus dx equal အဲ့တော့ power ရှေ့ချ power 10 နှုတ် power 10နှုတ်လိုက်တော့ negative 10နှုတ်တော့ negative 1 minus 3 5ဒါဆိုရင်နောက်ဆုံးပြင်လိုက်10 by 3 5x plus 2 power 1 by 3အဲ့တော့ x တန်ဖိုး5တင်တယ် x တန်ဖိုး5မှာဆိုရင်ဆရာတို့အရင်မစောဘာရမလဲဆိုရင် gradient of tangent MT ပေါ့10 by 3မြောက်29 1 by 3အဲ့တော့10 by 9ဒါဆို gradient of normal ဒီ minus 9 by 10 so equation ရမယ် equation of normal is လို့လဲဆိုတော့ပြောလိုက်ပါမယ် y minus y1 equal m into x minus x1 y minus 9 equal minus 9 minus 10 into x minus 5 y equal minus 9 minus 10 x plus 9 minus 2 plus 9 minus 9 minus 10 x plus 27 by 2 so that normal ဆရာတို့ဘာရှာလို့ရမလဲဆိုရင် Q ရှာမယ်ဆရာအောက်မှာရှာလိုက်ဘေးမှာလည်းရှာလို့ရမယ် okay ဘေးမှာရှာလိုက်အဲ့တော့ Q မှာကြာဆရာတို့ဘာနဲ့လဲဆို equation နဲ့ကြောင်းဖြတ်တာနောက်ထပ် equation တစ်ခုကိုရေးလိုက်မယ်သူကဘယ်လိုပေးထားလဲဆိုရင် x plus y က11ဆိုတော့ y နေရာမှာစသွင်းလိုက် y က minus 9 minus 10 x plus 27 by 2 so x minus 9 minus 10 x plus 27 by 2တော့ဒီဘက်ကဘယ်လောက်လဲသွားလဲ11ဒါ cube ပေါ့နော် cube ရှာရအဲ့တော့10ဆိုတော့ x by 10 equal 22ထဲကနေတော့5 by 2တော့ x ဒီဟိုဘက်သွားတော့ minus 25 so y ရမယ်လေ x က minus 25ဆိုရင် y က25ဆိုတော့36 to the minus 25 36 okay
R is the reflection of Q in the tangent to the curve of B. Oh, sorry. Sorry, my Q prime. This is R. Okay. So they about P the pardon QR ye midpoint. Oops. P is midpoint of QR. Hello, 0 QR ဆိုတော့ QR တည်တယ် R လေးကမတည်တော့ x, y နဲ့ထားလိုက်ဒါဆိုရင် x minus 25 by 2 comma y plus 36 by 2ဒါလေးဒီဟိုဘက်က0ဘာနဲ့တွားညီမှာလဲဆိုရင်5 comma 9နဲ့တွားညီရဒါဆိုရင် equation တစ်ခုချင်းစီကိုတွားပြီးတော့ညီဒါဆိုရင် xt 35 5 plus 36 by 2 equal 9 y equal minus နဲ့ကိုလေး78ဆိုတော့54ဒါ r ပေါ့35 minus 54ဒီthếတော့များတယ်ခက်တယ်ထင်ရပေမဲ့သူကပုံမှန်ပဲမခက်ဘူးเนาะ okay ဒါဆိုဒါ plan ဖြစ်တော့မှာ11ဟုတ်ပြီเนาะ11ကတော့ better boxer ပေါ့ဟုတ်ပြီเนาะ better boxer ကနားလဲတဲ့သူတို့တော့မြင်စဉ်းစားရလို့လွယ်တယ်ဟုတ်ပြီเนาะတချို့ကြလည်းဟိုဘက်ဒီဘက်နဲ့ရှုပ်သွားပါတော့ predicts များလို့ဟုတ်ပြီเนาะဆရာတို့သင်ချာက predicts makes perfect ဟုတ်ပြီเนาะအဲ့တော့စာများတွက်ဖို့လိုပါတယ် okay let's take a look အဲ့တော့ OA ပေးထားတယ် OB ပေးထားတယ် and then M is the midpoint of OB ဆိုဒီနားလေးမှာသိရမှာက M က midpoint ဆိုတော့ဆရာတို့ OM နေသိတယ် MB တွေသိမယ်ဒါလေးကိုဒီနားမှာရေးထားလိုက်ပါနော်ဆရာတို့ကိုယ်မြင်တတ်ရင်တော့မရေးလိုက်ရတယ်ပြီးရင် N is such that ON သည် 3NA ON သည်နော် 3NA NA ရဲ့3စဒါကြီးက3ဒါက1ပေါ့ဒါဆို4ဖြစ်မှာနော်ဒါဆိုရင် ON ကဆရာတို့ဒီ4ပုံပုံရင်3ပုံသူရဲ့လဲဆိုရင် A ရဲ့ပြီးရင် NA သူကကြတော့ဘယ်လောက်လဲ4ပုံပုံရင်1ပုံဟုတ်ပြီနော်ဒါလိုရမယ့်ရေးတာပါပြီး BN နဲ့ AM က X မှာပြီးရင် BX ဒါလေးလည်းရေးကြည့်တယ်နော် BX က lambda BN MX က new MA lambda နဲ့သုံးမယ် new နဲ့သုံးမယ်ဒီမှာနံပါတ် A လို့ဆိုလို့ဆရာတို့က lambda နဲ့သုံးမှာဒါဆို OX ကိုဆရာတို့ဘာနဲ့ပတ်သက်ပြီးကြည့်ရမှာလဲဆိုရင် BX နဲ့ကြည့်ရမှာဒါဆိုဆရာတို့လည်းပဲ OB နဲ့ BX လို့ယူလိုက်မယ်ဆရာတို့ကဒါရဲ့အစုံနဲ့ပြန်စလိုက်ရတယ်နော်ဗက်တာရဲ့သဘောတရား OB ကတော့ BX ဒီ lambda BN BN ကိုတစ်ချက်သွားကြည့်အောင် BN ဆိုရင်ဆရာအထင်တော့ BO နဲ့ ON ဖြစ်မှာပေါ့ BO plus ON အဲ့တော့ BO က minus B plus ON 3 by 4 A ကဲဒါဆိုရင်ဆရာက AB ပဲခွဲချင်တာဆိုဆရာအကုန်လုံးကိုခွဲပြမယ် lambda B plus 3 by 4 lambda A ဆရာ A ကိုရှေ့ရပဲရေးလိုက်မယ်3 by 4 lambda A plus B ကိုပုံထုတ်တော့1 minus lambda B ဒါဒီ OX ပဲ OX ကို A ရဲ့ B ရဲ့ lambda A နဲ့တွက်တာI think B ကလည်းအတိုင်းပဲတွက်မယ်ရှင်သူကလည်း OX ပဲဒါပေမဲ့ new နဲ့သွားမှာအဲ့တော့ OX ကိုဘာနဲ့သွားမယ်ဆိုရင် new ပါတာနဲ့သွားမယ် new ဘာကြီးပေးထားတာMX အဲ့ဒါဆိုရင်ဆရာတို့က M ဆိုတော့ OX ကို MX နဲ့စမှာဆိုတော့ OM နဲ့ဆုံးအောင် OM plus MX ဆရာတို့ဆရာထင် OM ဒီ half A ထင်တယ်နော် OA ရဲ့တဝက်လောက်ဒါမှမဟုတ် B ရဲ့တဝက် B ရဲ့တဝက်MX ကကြတော့ new MA new MA ဒါဆိုရင်ဆရာတို့သိကြပေါ့ half B half B plus
new MA ဆိုတော့ MO plus OA ပေါ့ B half B plus new MO ကြတော့ negative half B သူက direction ပြောင်းပြန်ဖြစ်သွားပြီ OA ကတော့ A ပဲကဲဒါဆိုရင်စာ A ကိုထုတ်လိုက် new A sorry pattern notation ဒီမှာမလို့ plus half B minus half new B new A plus B ကိုပဲပုံထုတ်လိုက်မယ် half minus 1 new B okay ဒါဆိုရင်အပေါ်လဲ OX အောက်ကလဲ OX ဆိုတော့နှစ်ခုကိုညီပေးလို့ရတယ်3/4 lambda A plus 1 minus lambda B equal to new A plus 1/2 minus 1/2 new B ဒါဒီဆရာတို့က equality coefficients လို့ခေါ်တယ်ဒီဘက်က A ရဲ့မြောက်ဘောကိန်း A ရဲ့မြောက်ဘောကိန်း B ရဲ့မြောက်ဘောကိန်း B ရဲ့မြောက်ဘောကိန်း therefore 3/4 lambda equal new ကတစ်ခုနောက်တစ်ခု1 minus lambda က 1/2 minus 1/2 new ကတစ်ခုဒါဆို new နေရာမှာအစားသွင်းလိုက်မယ်လေ new နေရာမှာဆရာတို့က 3/4 lambdaဒီမှာတော့လိုက်မယ် minus lambda plus 3/8 lambda equal 1/2 နဲ့ 1 လာတော့ 3/2 minus 5/8 lambda equal 3/2 lambda equal 3/2 multiply minus 8/5 minus 12/5 ဒါဆိုရင်ဆရာတို့ lambda ရရင် new ရမှာပေါ့အဲ့ new ကကြတော့ 3/4 multiply minus 12/5 4 3 4 7ဆိုတော့ minus 9/5 that's all number 7ဆိုတော့ differential integrated ဒီ1/8ဆက်ဒီနာမှာတွက်လိုက်တော့အဲ့တော့ဒီမှာဆရာတို့ဒီ function နှစ်ခုမြောက်ထားတာကိုမြင်တဲ့ရအောင်ပြီနော်တချို့တွေကကြဒီတိုင်းနေပဲရှောက်ပြီးတော့ရှောက်လောက်တာဆိုတော့ဆရာတို့16ခန်းကို16ခန်းကြီးဆိုတော့စာတွေကရောသွားဟုတ်ပြီနော်အဲ့တော့စာမရတဲ့သူတွေပဲနော်ဆရာတို့စာ okay တော့ရှင်းနာနောက်ရှေ့ကိုနာနောက်ကိုရှေ့ e ကိုရှေ့ရင် e ပဲလေဟုတ်ပြီပြီးတော့ power function power over ထည့်ရှင်းလိုက်တော့3ကျန် power e power 3 plus 2x ကိုရှေ့တော့1မယ်ဒါဆိုရင် 3x e power 3a plus 2 plus e power 3a plus 2 hence okay ဒါဒီအမေအများဆုံးပုံစံ reverse ပြောင်းနေတာ hence ဆိုရင်ဆရာတို့အပေါ်ဟာကိုသုံးပြီးတွက်မှာဟုတ်ပြီနော်ဒါဒီ like tricky question မဟုတ်ဘူးဒါဒီ direct ပါတဲ့ question အဲ့တော့သိစဉ်းစားကြမလို့အဲ့တော့ဆရာတို့ဒီ integrate မှာ rule မရှိဘူးဟုတ်ပြီနော်မရှိတာဆိုတော့ဆရာတို့ဒီမှာ O level မှာအလွယ်ပြလိုက်တယ်တကယ် rule ရှိလားဆို yes of course ဟုတ်ပြီနော် rule ရှိတယ် O level မှာမသိဘူးဟုတ်ပြီနော်အဲ့တော့မြောက်ထားတယ်စားထားတယ်ဆို integrate လုပ်လို့မရဘူးဆိုတာလေးကိုမှတ်ထားမယ်ဟုတ်ပြီနော်အဲ့တော့မရတဲ့အတွက်ပြောင်းပြန်သွားမယ်အဲ့တော့ x e 3x plus 2ဒါဆိုဆရာတို့ရခဲ့တဲ့တဲမှာအဲ့ဒါလေးပါနေလား of course ဒီမှာတွေ့လားပါတယ်ဒါဆိုပါရင်အဲ့ဒါလေးကိုပြန်သုံးမယ်ဒါဆိုရင်ဆရာတို့ကဖြောင်းပြန်ရေးလိုက်မယ်ကျွန်တော်တို့ differentiate လုပ်လို့ဒါကြီးပြန်ရတယ်ဆိုရင်အဲ့ရတဲ့ကောင်ကို integrate ပြန်လုပ်ရင်ကျွန်တော်တို့ဘာပြန်ရမှာတော့ဆိုရင်သူရဲ့မူလ function differentiate လုပ်တာကြီးပြန်ရမယ် differentiate လုပ်တဲ့ x e power 3x plus 2ပြန်ရမယ်ကဲဒါလို့ကျင်တာအဲ့တော့ဒါက integrate ဆိုခွဲရေးလို့ရစာတစ်ခါလေးပုံမှာနော်ဟိုဘက်ကိုခဏခဏတွက်နေရမှာဟုတ်ပြီဒါသည် x e power 3x plus 2 minus integration of e power 3x plus 2 dx ဆိုတော့ဒါလည်းနှစ်ခုခွဲလိုက်တာဒီပြီလို့ကျင်တာက x e power 3x plus 2 equal ဆိုတော့3ကိုရှေ့ထုတ်လိုက်မယ်x e power 3x plus 2 minus e ကိုရှေ့တော့ e ပဲဘာဖြစ်တော့မလို့ 1/3
let's see ပေါ့ဟုတ်ပြီနော် indefinite ဆိုတော့ wait a second ဒီ x လေးကျန်ခဲ့တယ်ဒါလုံးနဲ့သွားစားတော့ 1/3 x e power 3x plus 2ဆရာ 1/3 လို့ရေးလိုက်တာမဟုတ်ဘူးပိုင်းကင်းနဲ့ရေးခြင်းနဲ့ that's all right let's see so that's all နော်ဒီကောင်ဒီစာတွက်ချင်းမှာရှုပ်တယ်ဒါပေမဲ့ပုံစံတွေဒီ they are all the same အဲ့တော့မင်းတို့ကတခြားလေးလေ့ကျင့်ထားရင်ရတယ် so that's all for this paper